ထိုလူသည်လူသက်သမားကိုအေးခန်းထဲသို့ကန်သွင်းလိုက်သည်လူသက်သမားကိုဖမ်းဆီးရန်မြင်းနောက်သို့အတင်းဝင်ရောက်သွားစဉ်မှာပင်တစုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်းသူရုတ်တရက်ခံစားလိုက်ရသည်လေဝင်လေထွက်ပေါက်မှအလွန်အေးမြလာသောအေးဓာတ်အမြောက်များထွက်ပေါ်လာနေခြင်းပင်ဖြစ်သည်ရင်းတို့နှစ်ဦးစလုံးသည်တကားမှတဆင့်အပြင်သို့ထွက်ခွာခြင်းကြတော့လဲအခြားတစ်ဦးကအခွင့်ကောင်းယူကာနောက်ွယ်မှချောင်းမြောင်းတိုက်ခိုက်လာမည်ကိုစိုးရိမ်နေကြသည်အချိန်အတော်ကြာအခြေအနေကိုအကဲခတ်ပြီးနောက်ရင်းတို့သည်အခြေအနေမဟန်တော့ကြောင်းရိပ်မိသွားကြပြီးထွက်ပေါက်စီသို့တပြိုင်နက်တည်းပြေးသွားခဲ့ကြသည်သို့တော်လဲတခုတည်းသောထွက်ပေါက်တကားမှာပိတ်မိနေသဖြင့်ရင်းတို့နှစ်ဦးသည်အနိုင်ရှုံးကိုဆက်လက်အဆုံးဖြတ်ပေးရန်တိုက်ပွဲဝင်မိအနေအထားသို့ပြန်လည်ရောက်ရှိသွားခဲ့ကြသည်သို့တော်လဲအေးခန်းတွင်ရှိအပူချိန်မှာတဖြည်းဖြည်းပိုမိုနှိမ့်ဆင်းလာပြီးထိုလူမှလည်းအေးတံကြောင့်မတက်နိုင်ပဲတုန်လှုပ်လာခဲ့သည်သူသည်လူသက်သမားဘက်မှပြသလာသောအဟာကွက်ကိုအသုံးချကာဥစွာစတင်တိုက်ခိုက်ရတော့သည်သူသည်လူသက်သမားကိုထောက်တနေရာသို့ရုတ်တရက်တွန်းပို့လိုက်သည်လူသက်သမားအနေဖြင့်ချက်ချင်းတုံ့ပြန်နိုင်ခြင်းမရှိသေးမီမှာပင်ထိုလူ၏ခေါင်းကိုထပ်မံရိုက်ခံလိုက်ရသည့်ပြင်းထန်လာသောနာကျင်မှုကြောင့်လူသက်သမားသည်သူ၏ခေါင်းကိုအတင်းဆွဲကင်ထားခဲ့ရသည်ထိုလူသည်လူသက်သမား၏အင်ဂျီလက်တစ်ဖက်ကိုလျင်မြန်စွာဆွဲဖြုတ်ပြီးသူ၏လက်မောင်းတွင်ဆွတ်လိုက်သည်သို့သောအင်းကတိတ်ပြီးအထောက်အကူမပြုသဖြင့်သူသည်လူသက်သမားကိုဆက်လက်တိုက်ခိုက်ခဲ့သည်တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းသူသည်ပြိုင်ဘက်၏အနောက်ဘက်အဝတ်စားမှအဝတ်တစကိုဆွဲဖြဲကာသူ၏လည်ပင်းတွင်ရစ်ပတ်လိုက်သည်ဤအချိန်တွင်အေးခန်းထဲရှိအပူချိန်မှပိုမို၍ပင်နှိမ့်ဆင်းသွားခဲ့ပြီဖြစ်သည်ရင်းတို့နှစ်ဦးစလုံး၏ခြေလက်အင်္ဂါများမှာစတင်တောင့်တင်းလာခဲ့သဖြင့်တိုက်ခိုက်နေခြင်းကိုရပ်တန့်လိုက်ကြသည်ထို့နောက်ရင်းတို့နှစ်ဦးစလုံးခန္ဓာကိုယ်ကိုစတင်လှုပ်ရှားကြတော့သည်တနာရီခန့်ကြာတွင်ရဲတပ်ဖွဲ့ဝင်များနောက်ဆုံး၌ရောက်ရှိလာခဲ့ကြသည်ရင်းတို့အေးခန်းတကားကိုဖွင့်လိုက်သောအခါထိုလူနှစ်ဦးစလုံးမှာရေခဲရုပ်တုကြီးများဖြစ်သူခဲသွားခဲ့ကြရလေပြီ